ဟောဆုံးဆက်ကောတွေအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဘန်ကောက်နေများပြီးတော့ဆိုင်ကယ်နဲ့အလဲပြန်လမ်းမှာပြန်လာရင်မောင်းရလဲဘာတွေအရှိရှိလဲဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပြကြပါဦးနော်ဘန်ကောက်နေမဲဆောက်ထိဆိုရင်ဆိုင်ကယ်နဲ့စုပေါင်း8နာရီလောက်မောင်းရပါတယ်ဘန်ကောက်မှာည10နာရီမှာဆက်ထွက်တယ်ပေါ့နော်ဒါပေမဲ့ဗီဒီယိုရိုက်လို့မိသွားလို့မဲဆောက်တောင်တက်ခါနီမှာဗီဒီယိုပြန်ရိုက်ဖြစ်တယ်ပေါ့အဲ့အတွက်လည်း sorry ပါလို့ဒါတော့တောင်တက်ပေါ့နော်ရတူတော့ share ပဲတယောက်တည်းတည်းဆိုတော့ဆိုင်ကမောင်းရတာနဲ့ပြင်းလာတာပေါ့နော်သူမကတော့လွမ်းလာပြီစားတာပါဗျာဘယ်သူမှမရှိဘူးကျွန်တော်နားမှာကျွန်တော်ပဲရှိပါတယ်တယောက်တည်းဆိုင်ကမောင်းရတာပြင်းလာလို့ selfie နဲ့ပုံဆွဲလိုက်တယ်အဲ့လက်ဒါတော့မဲဆောက်တောင်ပေါ်ရဲ့ view point တနေရာပေါ့နော်ကျွန်တော်ဝင်လာလိုက်တယ် coffee ဆိုင်လည်းရှိတယ်ပေါ့အဲ့နားမှာ coffee ဆိုင်မှာ coffee မှာ coffee လေးပါလေးတောက်ပေါ်လေးပါလေးရိုက်ပြီးတော့တိုက်ရတာကျွန်တော် share ပဲ coffee တောင်းနေချိန်တွင်မိုးလေးထားရွာလာတော့ဒီမှာထက်လွန်ပြီးပြန်နေကျွန်တော်စားတာပါဗျာကဲကျွန်တော်တို့ခီးထက်ဆက်ကြတာပေါ့မဲဆောရောက်လို့ကျွန်တော်အမြောက်တွေပဲပြန်ပေါ့နော်ကျွန်တော်မဲတော်ပဲပြန်မှာအဲကြောင့်နောက်ထပ်2နာရီထပ်မောင်းမယ် Let's go ဆိုင်ကမောင်းရတာပြန်တော့တချင်လေးပါလေးနားထောင်ကြတာပေါ့ကျွန်တော်တို့ရှူနိုင်ပြလေးရှိတော့ရင်လေရတယ်လက်မယားလေးပတ်တော့ရင်လေရတယ်ဒီကဘာရဲ့နောက်ဆုံးနေရချီပေါ်ဝင်ငါမြေမင်းနာပဲနေမယ်ကဲတချင်နားထောင်ရတာဘယ်လိုနေလဲဆရာသမားတို့ So nice ကဲရောက်ပြီဆရာသမားတို့မြန်မာဘက်ကိုလေနဲ့စကူနေပါပြီမြန်မာဘက်ရောက်တော့ဗီဒီယိုလေးရိုက်ကိုမေ့သွားတယ်ပေါ့ကျွန်တော်အေးရောက်မှဗီဒီယိုရိုက်ဖြစ်တော့တယ်ဒါတော့အိမ်မှာဖိုးတို့လက်ချီပွဲလုပ်ရနေပါဖွာတော့ဖိုးလက်ချီပေးနေပါတယ်မယူတော့ကျွန်တော်လည်းအိမ်ကတန်းတော့တာလက်လေးပါလေးချီပေးဖြစ်တယ်ပေါ့နော်ပြီးတော့စုတောင်းပေးဖြစ်တော့ပေါ့တက်ကြော်ရကြော်စီပါစေကျွန်တော်လိုမျိုးခန့်ညာပါစေအလက်ဝါပပီတော့အမတ်တရားဆယ်ဖီလေးပါလေးဆွဲတာပေါ့ကျွန်တော်တို့ကဒါတော့ကျွန်တော်အိမ်တော့အုတ်ချွေယူမှုနဲ့ပါဒါတော့ဖန်ကိုဆင်းနေပါပြီဖန်မှာအမုံဆွဲဘုံလိုက်ကျဲပါမယ်ကျွန်တော်တို့ကဖန်ပြန်လာတဲ့နေ့မှာဖန်မူကကျွန်တော်တို့ကြိုးစိုးနေပါတယ်ဖန်ကိုပြန်မလာတာကြာပြီပေါ့နော်သူများတင်တဲ့ blog တွေပဲထိုင်ကြည့်နေတာအခုတော့ပြန်ရောက်ပါပြီလို့ဖန်ကိုပြန်ရောက်တဲ့နေ့မှာပဲဆက်သမားကျွန်တော်တို့တလဘောချက်ကျွေးဖို့အစံထောင်းနေပါပြီကျွန်တော်တကယ်ရင်စောအတို့ပါခင်ဗျာတလဘောချက်ဖို့စောအတို့အမြစ်လေးပါလေးဝိုင်းလီးပြီးနေပါတယ်တလဘောစားပြီးတော့ဆက်သမားကျွန်တော်တို့သူ့ချင်းနဲ့ဖြောပြပြီးနေပါတယ်ရင်မွေးနစအဲဟုံဒါလောနောင်ဝတော်ဒီဘုန်းမေတီအလောင်းရဲ့ထိုင်ရရောဒီမကိုင်တီဖန်ရဒူရမြောင်းနေမှာပဲချီရရင်လည်းကျွန်တော်တို့လိုက်ပတ်နေပါပြီချီရရင်ပတ်ရင်ပေါ့ကွာကျွန်တော်တို့လည်း share ပဲတောင်ကြားသွားတဲ့လမ်းမှာဆိုတော့အဲ့ဒါတချင်းလေးဖွင့်ရမယ်နော်Narabaloko chokomocho dalo kemche goba wakware o daga lo dako de milagla bueno daga muha talk get chatala lamiko ukase tik dalo positive cho japita pokataba kali street de balo pwe hekalolo muko hokko cho lo lo de mena hina ho basa no malo adasha tolo hokko ta to to na halu chik bon dukla ki khona de yiro dako view မိုက်လို့ဆိုပြီးကြောက်ရှာကျွန်တော် service ဆွဲနေပါတယ် service လေးပါလေးဆွဲပြီးဆိုရင်ဘေးပတ်ဝန်းကျင်လည်းကြည်ရသေး share လို့ oh no ကဲကျွန်တော်တို့ဒါတော့ line ကားကင်းဆိုင်မှာထပ်ဆွဲနေပြန်ပါလိမ့်ဒီကင်းဆိုင်တကယ်မိုက်တယ်ဗျာအနောက်မှာ view ကတော့တကယ် share ပဲလာစားကြည့်ဖို့ recommend ပေးတယ်နော်ဆရာမရဲ့အကြည့်ကိုကြည့်လိုက်ပါဦး loserဆရာမကြီးကချွေးပြန့်နေပြီတဲ့ချွေးပြန့်ဆွန်ကျူးသွားမှပြောတာကြီးနေတယ်ကွယ်အင်းကြီးပြူနေဆရာမကြီးကတော့ငါအေးဆေးပဲပြုံးစစ်စီနဲ့မျက်စောင်းထိုးနေကောင်ဆရာကြီးပါပြောရတယ်မသိဆရာမကြီးတွေထားကြီးပါလေရောကိုရီးယားမင်းอร่อยไหมอร่อย good 没法变ကြတော့ let's go အိမ်ပြန်မယ်ဒါတော့တဖူးငါတို့လဲလိုက်ပို့ရနေပေါ့ကာနောင်းကမတည့်ရပြီးတော့ view တွေပါတယ်ဟွာကြည့်ခဲ့တာပေါ့ဖန်ကိုပြန်လာပြီးတကယ်ဘန်ကောက်ပြန်မလာရင်တော့ကွယ်ပြန်လာလို့လည်းမရဘူးလေနော်
ဒါကတော့နောက်မှမတည့်ရတဲ့ငါတို့3ယောက်ပါ view လေးပါလေကြည့်တဲ့ချင်းလေးပါလေဆိုရင်ပေါ့ share ပဲဒီ blog ကတော့အပျော်နေတယ်ပဲကြည့်ပေးပါနော် business လောက်တာလည်းမဟုတ်ဘာမှမဟုတ်အပျော်ပဲမတည့်ရပေါ့ဒါတော့ပြန်မတက်လာခင်တည့်ရပေါ့ဒါတော့တမင်ဖိတ်ကြွေလို့ဆိုပြီးသမားနိုင်ငံနဲ့အမုံဆွဲခဲ့ပါတယ် thank you ပါလို့ဒီ blog ကိုစိုးရီကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်မှပြန်ဆုံမယ်နော် bye bye တတာ blog မှာပါတဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နော်